迎来到王者荣耀。 ကျွန်တော်တို့တနေကိုစုံနေရ Honor Game ပွဲစားတိုင်းမှာကြားနေရတဲ့ Welcome to Honor Game ရဲ့နောက်ွယ်မှာ Honor Game ရဲ့တမိုင်းအကြောင်းတွေဘလောက်တောင်ကြီးကျယ်ခမ်းနားလဲဆိုတာတို့သိကြလားအားလုံးပဲမင်္ဂလာပါ Honor Game Content Creator လာရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Honor Game Origin Honor Game ရဲ့ကဘာကြီးဘယ်ကနေစဖြစ်လာလဲဆိုတာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ရအောင် ပိုင်းတစ်နတ်ဖျားတွေဟာကျူထားတွေလားလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတည်းကဤပညာတွေအရန်တိုးတက်ခဲ့တဲ့ကဘာကြီးတစ်ခုဟာပျက်စီးသွားခဲ့ပါတယ်အဲ့ဒီမှာအသက်ရှင်ကျန်ခဲ့တဲ့အနည်းစုကဒီ app လို့ခေါ်တဲ့ spaceship ကြီးနဲ့သူတို့နေမြေအစ်ကိုရှာဖွေဖို့ထပ်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဆွမ်းရတဲ့အရန်များတဲ့ကဘာတစ်ခုကိုသူတို့ရှာဖွေတွေ့ရှိသွားခဲ့တယ်အဲ့ဒီကဘာကြီးကတော့ကျွန်တော်တို့အခုနေ့တိုင်းအော်ဟစ်တောင်းကျမ်းနေတော့ Honor Game ကဘာကြီးပဲဖြစ်ပါတယ်တကယ်တော့ရင်ပြင်မှာပါလာတဲ့လူတွေကလည်းအရင်ကဘာမှာတော့ကစွမ်းအားထက်အဆင့်မြင့်ဤပညာတွေပိုင်ဆိုင်ထားတဲ့လူသားတွေပဲပေါ့နော်ဒါပေမဲ့ဒီကဘာမှာရောက်တဲ့အချိန်မှာဒီကဘာကမျိုးနွယ်စုတွေကသူတို့ကိုလူသားလို့မထင်တော့ဘဲနဲ့နတ်ဖျားလို့ထင်လာကြတယ်အဲဒါကြောင့် Honor Game Universe မှာနတ်ဖျားတွေလို့ထင်ခဲ့ကြတဲ့ဒီဝါတော့ဘန်ကူကတကယ်တော့စွမ်းမြင့်ဤပညာပိုင်ဆိုင်ထားတဲ့လူသားတွေကြီးပဲပေါ့နော်အဲဒီမှာခေါင်းဆောင်ဖြစ်တဲ့နေဝါကသူရဲ့ကဘာအတက်မှာ civilization အတက်တစ်ခုကိုတည်ထောင်ခဲ့တယ်ပြီးတော့ miracle လို့ခေါ်တဲ့စွမ်းပြင်းအရာတွေလည်းတည်ထွင်ခဲ့တယ်ပေါ့နော်miracle ဆိုတာကပြောရရင် nuclear လို့ပဲအစွမ်းပြင်းတဲ့ energy source တွေအမျိုးစုပါ computer တွေကိုသူတို့ကတည်ထွင်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့အဆင်ပြေခဲ့ပေမဲ့လည်းနောက်ပိုင်းကျတော့တည်ကျွန်းဆိုရက်ပဲပေါ့နော်သူကလူသားတွေကိုသူကဂျုံပြူပြီးအုပ်ချုပ်ခြင်းတယ်ဒါပေမဲ့နေဝါကျတော့ဒီလူသားတွေကိုသူက freedom အနေနဲ့နေစေချင်တယ်ပေါ့နော်အဲ့မှာစပြီးတော့သူတို့เนี่ยသဘောထားကွဲလွဲမှုဖြစ်ပြီးတော့ထိုးချမ်းတတ်ကြတယ်ဖြစ်တယ်ပေါ့နော်အဲ့မှာသူတို့เนี่ยရင်ပြစ်နာနဲ့ပဲအင်းချင်းတွေကဘာကြီးကလည်းစိတ်စိတ်မောမောဖြစ်သွားတယ်ဒါပေမဲ့သူတို့เนี่ยဂျားကိုဆရာကြီးတစ်ပါးထပ်ပြီးရောက်လာတဲ့အချိန်မှာတော့ဘာတွေဆက်ပြအောင်လဲဆိုတော့ကျွန်တော် episode 2မှာဆက်လက်ဆောင်အားပေးကြပါအောင်ခင်ဗျာဒီဝမ်းနဲ့တိကျွင်းနဲ့ဝမ်းဝမ်းထိုးနေတဲ့အချိန်ဒီမှာဘယ်သူနိုင်ကြမယ်လို့ထင်တယ်။ episode 2မှာရောဘယ်ဆရာကြီးကဘယ်သူဘက်ကနေဝင်ပြီးတော့ကျုံလာမလဲဆိုတာကိုသိရင်တော့ comment မှာဖြေပြပေးလို့ရပါတယ်။ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။